episode 4 ဆာမှာတော့မာရီယာကဘာဆာရာအဲ့ရထဲဝစ်ပလာနဲ့ရောက်နေခဲ့ပြီးသူမနဲ့အတူအိတ်ချင်လာလို့မေးလိုက်ပါတယ်ဘာဆာရာကတော့မာရီယာလို့ခေါ်ကလက်နဲ့ရိုက်လိုက်တာကြောင့်မာရီယာကလည်းမင်္ဂလိတရားကိုလက်နဲ့ရိုက်ရလားလို့ပြန်မေးလိုက်ပြီးဘာဆာရာကတော့မင်္ဂလိတရားကိုရိုက်တာကအောက်တန်းကြပေမဲ့မာရီယာရဲ့လုပ်ရက်ကပိုဆိုးတယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဘာဆာရာလည်းရေချိုးကန်ထဲကိုသွားလိုက်တဲ့အချိန်မှာတော့ရေချိုးကန်ထဲမှာမီယိုကရှိနေခဲ့ပြီးအော်မလို့လုံနေတာကြောင့်ဘာဆာရာကပါဇက်ကိုလက်နဲ့ပိတ်လိုက်ရပါတယ်ဒါပေမဲ့လည်းဘာဆာရာကချီချော်သွားတာကြောင့်မီယိုနဲ့ပါအတူလဲကျသွားပြီးအဝစ်ပလာဖြစ်နေတဲ့မီယိုကိုတော့ဘာဆာရာကတင်မားတွေကိုကင်ပြီးသွားခဲ့ပါတယ်အဲအကြောင်းပဲမီယိုကဘာဆာရာကိုနှာဘူးလို့ခေါ်ကလက်စစ်မော်နဲ့ရှော့တိုက်ပစ်လိုက်ပြီးဂျိုကန်နဲ့ကနေထွက်သွားခဲ့ပါတယ်ဘာဆာရာတယောက်တည်းခြံခဲ့တဲ့အချိန်မှာတော့ယူကီကရောက်လာခဲ့ပြီးဘာဆာရာကိုဆက်ပြတိုက်ပေးချင်တယ်လို့ပြောလိုက်တာကြောင့်ဘာဆာရာလည်းအဝစ်ပလာဖြစ်နေတဲ့ယူကီနဲ့နှစ်ယောက်တူတူမရှိချင်တာကြောင့်ညင်းလိုက်ပါတယ်ဒါပေမဲ့လည်းယူကီကဆက်ပြတိုက်ဖို့ကိုညင်းမယ်ဆိုရင်အထက်ပူကောင်းတာကိုလုံးမယ်လို့ပြောလိုက်တာကြောင့်ဘာဆာရာလည်းလက်ခံလိုက်ရပါတယ်ယူကီကအဝစ်ပလာနဲ့ဘာဆာရာကိုဆက်ပြတိုက်ပေးနေတဲ့အချိန်မှာတော့မီယိုကသူရှော့တိုက်မိတဲ့အတွက်လာတောင်းပန်နေခဲ့ပြီးမင်္ဂလေးဝစ်စားတစ်ခုကိုတွေ့သွားတာကြောင့်ရေချုံကန်တကောက်ကိုဖွင့်လိုက်ပါတယ်အဲမှာတော့ဘာဆာရာနဲ့ယူကီကိုတွေ့သွားတာကြောင့်ဒေါသထွက်သွားကတိုက်ခိုက်ဖို့လှုပ်လိုက်တာကြောင့်သူမရဲ့ချိန်စာကနိုးထလာခဲ့ပါတယ်အခြေအနေကိုတည်သွားတဲ့ဘာဆာရာလည်းမီယိုစီကိုသွားလိုက်ပြီးမာရီယာကတော့ကင်မရာနဲ့ရိုက်ကူးနေရကြောင်းဘာဆာရာလည်းမာရီယာကိုအခန်းပြင်ကိုနှင်ထုတ်လိုက်ပါတယ်ဒီလိုနဲ့ဘာဆာရာကမီယိုရဲ့ချိန်စာကိုတက်တောင်လုပ်ပေးရမှာကြောင့်ယူကီကိုလည်းအခန်းထဲမှာသွားဆောင်ခိုင်းလိုက်ပြီးစာချုပ်ကိုလာမယ့်လာပညာကြရင်ပြန်ဖြတ်ဖို့လိုနေပြီလို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ဘာဆာရာကတာကီနဲ့အတူစားသုံးဆိုင်မှာထိုင်နေခဲ့ပြီးတာကီကတော့မင်းဖေပတ်စံတွေနဲ့ဝက်ကျွေးနေရလားလို့ဘာဆာရာကိုမေးလိုက်ပါတယ်ဘာဆာရာကတော့သူစုထားတဲ့ပတ်စံနဲ့ဝက်ကျွေးတာလို့ပြောလိုက်ပြီးသူ့ဖေပတ်စံနဲ့တော့ဘယ်တော့မှဝက်ကျွေးမှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်တာကီကဘာဆာရာကိုတိတ်ခါကိုတော်တော်လေးထားတာပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တာကီကဘာဆာရာကိုဂျင်တိုဂျိုရဲ့သားလားလို့မေးလိုက်တာကြောင့်ဘာဆာရာကလည်းသူ့ဖေကိုနတ်ဆိုးတိုင်းမြေကလူတွေကလည်းသိတာပဲလားလို့ပြန်မေးလိုက်ပါတယ်အားကြောင့်ပဲတာကီကဂျင်တိုဂျိုကသူ့ခေတ်တုန်းကလက်ဖျားလို့တင်စားရလောက်အောင်လူသိများတာဖြစ်ပြီးနတ်ဆိုးဘရင်ဝေးကတိုက်ခိုက်မှုကိုရက်လိုက်တာကလည်းဂျင်တိုဂျိုရဲ့စွမ်းရည်တွေကိုကြောက်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့တာကီကပန်းချံမှာတိုက်ခိုက်ခဲ့တော့ကိစ္စကြောင့်သူတို့ရဲ့အထက်လူကြီးတွေကတက်ကူထပ်ဖို့မယ်လို့ကြားထားတဲ့အကြောင်းပြောလိုက်ပြီးပိုတဲ့တက်ကူကလည်းသူ့ထက်အားနည်းသူမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်တာကီကမီယိုနဲ့ဘာဆာရာကတခင်နဲ့အစီကန်စာချုပ်ချုပ်ထားတာလားလို့ထပ်မေးလိုက်ပြီးဘာဆာရာကလည်းစာချုပ်ချုပ်ထားတဲ့အကြောင်းပြောလိုက်တာကြောင့်တာကီကစာချုပ်ချုပ်ထားတဲ့သူနှစ်ယောက်တူရှိနေတိုက်ခိုက်စွမ်းရည်ပိုမြင့်လာတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းအစီကန်ဖြစ်တဲ့သူအဖြစ်ခင်ရရင်တော့တခင်ပေါ်တစ္ဆာဖောက်တယ်လို့ဖြစ်တာကြောင့်ကျိစာဆွမ်းကလည်းအပြည့်ပြပြီးအများစုကတော့ခဏရမရှိဘူးလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဆီယမဟာဇယ်ကပါရောက်လာပြီးဘာဆာရာတို့ဝိုင်းမှာအတူဝင်ထိုင်ကဘာဆာရာကလည်းဒီဆိုင်ကိုကြိုက်တာလားလို့မေးလိုက်တာကြောင့်ဘာဆာရာကိုဒီဆိုင်ကသူ့ဖေတငယ်ချင်းဖွင့်ထားတာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဟာဇယ်ကဓာတ်ပုံတစ်ခုကိုပြကမင်းဖေရိုက်ထားတာလားလို့မေးလိုက်ပြီးဘာဆာရာကလည်းသူ့ဖေကိုတိတာလားလို့ပြန်မေးလိုက်တာကြောင့်ဟာဇယ်ကဂျင်တိုဂျိုရိုက်တဲ့ပုံတွေကိုကြိုက်တဲ့အကြောင်းပြောလိုက်ပါတယ်ဒီလိုနဲ့ပြန်လမ်းမှာတော့ဟာဇယ်ကဘာဆာရာတို့ပြောနေတဲ့အကြောင်းအရာတွေကအရန်ထူးဆန်းတာပဲလို့ပြောလိုက်ပြီးဘာဆာရာကတော့သူတို့ကဂိမ်းအကြောင်းပြောနေရပါလို့ပြန်ပြောနေခဲ့ပါတယ်ဒီလိုနဲ့ဟာဇယ်ကမင်းဖေစာမင်းညီမတွေကိုစောင့်ရှောက်မှမလားလို့ပြောကဘာဆာရာရဲ့နှစ်ဖို့ကိုကြိုက်ပြီးဆူတောင်းပေးလိုက်တာကြောင့်ဘာဆာရာလည်းကြောင်သွားခဲ့ကဆီယမဟာဇယ်ကတော့သူ့ရကရှေးဆူတောင်းစကားပါလို့ပြန်ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့တာကီကမီယိုကိုစောင့်ကြည့်ဖို့တက်ကူလွတ်ထားတဲ့နဆိုးစီကိုသွားနေခဲ့ပါတယ်ရောက်လာတဲ့နဆိုးကတော့ဗေဘာဖြစ်နေပြီးသူ့တောင်ဝင်ကိုလှုပ်ဆောင်ဖို့အတွက်အရန်ကိုဆရာထက်သန်နေခဲ့ပါတယ်အဲအကြောင်းပဲတာကီကလည်းသူရဲကောင်းဖွဲ့ကလူတွေကလည်းလှုပ်ရှားနေပြီလို့ပြောကသူတို့လှုပ်လို့မီယိုတစ်ခုဖြစ်သွားမယ်ဆိုရင်အထက်ကလူတွေကတတ်လိုက်မယ်လို့ဗေဘာကိုပြောလိုက်ပါတယ်ဗေဘာကတော့သူ့တောင်ဝင်အတွက်စုံစမ်းဖို့ထွက်သွားခဲ့ပြီးကြံခဲ့တဲ့တာကီစီကိုတော့ဇက်ဆိုတဲ့ကောင်မလေးကရောက်လာခဲ့ပါတယ်ဇက်ကတော့တာကီရဲ့တက်ကူအနေနဲ့ရောက်လာတာမဟုတ်ပေမဲ့ဘယင်းအမိန်ကြောင့်ရောက်လာတာလို့ပြောလိုက်တာကြောင့်တာကီလည်းအမေးများမရှိပဲဇက်နဲ့အတူအလုပ်လုပ်ဖို့ကိုသဘောတူလိုက်ရပါတယ်နောက်တစ်ခါမှာတော့ဘာဆာရာကမီယိုကအဖမ်းခံရရင်ကျိန်စာကနောက်ဆုံးအဆင့်ထိဖြစ်သွားမယ့်အကြောင်းပြောလိုက်ပြီးမာရီယာကလည်းကျိန်စာကနောက်ဆုံးအဆင့်ထိရောက်သွားမယ်ဆိုရင်ပုတ်တက်ရုံနဲ့မရတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့မာရီယာကကျိန်စာရဲ့အကြောင်းကိုဘလို့သိလာတာလဲလို့ဘာဆာရာကိုမေးလိုက်တာကြောင့်ဘာဆာရာလည်းသူရဲကောင်းကိုင်းမှာနေဖူးတာကြောင့်အဆက်အသွယ်တယောက်နှစ်ယောက်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်ဘာဆာရာကစကားလမ်းကြောင်းလွှဲချင်တာကြောင့်စာချုပ်ကိုဆက်ရှိစေချင်တဲ့အကြောင်းပြောလိုက်ပြီးမာရီယာကလည်းစာချုပ်ကိုပိုကျိုးရှိလာအောင်သူလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့မာရီယာကအပြကိန်းတစ်ခုကိုဘာဆာရာပြလိုက်ပြီးဘာဆာရာရဲ့ပုံပေါ်မှာထိုင်ကအဲ့ကိန်းနဲ့အတိုင်းမီယိုကိုလေ့ကျင့်ပေးမယ်လို့ပြောနေခဲ့ပါတယ်အဲ့ချိန်မှာပဲမီယိုကရောက်လာကမာရီယာကဘာဆာရာရဲ့ပုံပေါ်မှာထိုင်နေအောင်မြင်သွားတာကြောင့်အခန်းထဲခေါ်သွားကရိုက်နဲ့ဆုံးမလိုက်ပါတယ်နောက်တစ်ခါမှာတော့မျိုးသမီးတယောက်ကိုနတ်ဆိုးကတိုက်ခိုက်ဖို့ကြိုးစားနေရကြောင်းသူရဲကောင်းတယောက်ကတပ်ပစ်လိုက်ပါတယ်အဲ့လိုနဲ့သူရဲကောင်းတွေကမီယိုကိုစောင့်ကြည့်ရဲ့အဆင့်ကနေရှင်းပြမယ့်အဆင့်ကိုတိုးမြင့်လိုက်ပြီလို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာတော့စီနီယာကျောင်းသားတွေကဘာဆာရာကိုမီယိုနဲ့တိုင်ထဲမှာအတူတူနေပြီးယူကီနဲ့လည်းမလွတ်တာကြောင့်ရန်စကားတွေပြောနေခဲ့ပါတယ်အဲ့ချိန်မှာပဲဆရာတယောက်ရောက်လာတာကြောင့်ဘာဆာရာလည်းအသက်ရှူချောင်သွားရပြီးအဲ့ဆရာကိုတော့ယူကီကသွားခေါ်လိုက်တာပဲဖြစ်ပါတယ်ဘာဆာရာကတော့တာမန်လူတွေနဲ့မတိုက်ခိုက်ချင်တာကြောင့်အဲ့လိုကူညီပေးရတဲ့အတွက်ကျေးဇူးတင်လိုက်ပြီးယူကီကတော့သူနဲ့ချိန်တွေ့ဖို့အတွက်ဘာဆာရာကိုပြောလိုက်ပါတယ်သူတို့နှစ်ယောက်ပြောနေရတွေကိုတော့မီယိုကိုရှင်းပြရမယ့်သူရဲကောင်းတွေကတနေရာကနေကြည့်နေခဲ့ပါတယ်နောက်တစ်ခါမှာတော့ဘာဆာရာကယူကီနဲ့ချိန်တွေ့ရင်ဈေးဝယ်ထွက်နေကြပြီးတိတ်မကြခင်မှာပဲမီယိုတို့ကဘာဆာရာတို့စီကိုရောက်လာခဲ့ပါတယ်မီယိုကလည်းသူမကဈေးဝယ်ထွက်ရင်ဘာဆာရာတို့နဲ့မတော်ဆက်တွေ့လာလို့ပြောလိုက်ပြီးယူကီကလည်းသူ့အတွက်အဝယ်စားရွေးပေးဖို့မီယိုကိုကူညီတောင်းလိုက်ပါတယ်ယူကီအဝယ်စားဝယ်ပြီးတဲ့အချိန်မှာတော့ကူရိုမီဆိုတဲ့ကောင်မလေးကရောက်လာခဲ့ပြီးဘာဆာရာတို့နဲ့တငယ်ချင်းလှုပ်တန်းကစားတာတော်လောက်ပြီလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဘာဆာရာကယူကီပြတ်သွားတာကြောင့်မီယိုလိုအစီကန်စာချုပ်သာချုပ်ထားရင်ခြာရတာလွယ်ကူမှာပဲလို့တွေးနေခဲ့ပါတယ်အဲ့ချိန်မှာပဲလေတက်ကနေမော်ဆွမ်းအားတစ်ခုကသူတို့စီလာနေရကြောင့်ဘာဆာရာလည်းမီယိုကိုကက်လိုက်ပြီးအဲ့လိုတိုက်ခိုက်တာကတော့နတ်ဆိုးဗေဘာပဲဖြစ်ပါတယ်အဲ့လိုနဲ့မာရီယာကနတ်ဆိုးပြင်ကမီယိုကိုတတ်ဖို့အတွက်ခိုင်းထားတာလားလို့မေးလိုက်တာကြောင့်ဗေဘာကအတုံးမကျတဲ့မီယိုတေသွားလဲကိစ္စမရှိဘူးလို့ပြောလိုက်ပါတယ်ဘာဆာရာကတော့ယူကီပျောက်သွားတာကမင်းလောက်တာမလားလို့မေးလိုက်ပြီးဗေဘာမဖြေနိုင်ခင်မှာပဲဓာတ်ထုတ်ကတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့လည်းဗေဘာကစွမ်းအားကြီးတဲ့နတ်ဆိုးတစ်ကောင်ဖြစ်တာကြောင့်ဘာဆာရာရဲ့ဓာတ်သူ့ရဲ့ခဏကိုမထိလိုက်ခင်မှာပဲရပ်တန့်သွားခဲ့ပါတယ်အဲ့လိုနဲ့ဗေဘာကဘာဆာရာကိုထိုးလိုက်တဲ့အချိန်မှာ
တော့အားကအရန်ကိုပြင်းတာကြောင့်နေရာမှာခြိုင်သွားခဲ့ပါတယ်မီယိုလည်းသူတက်နိုင်တဲ့လောက်ဗေဗာကိုတိုက်ခိုက်လိုက်ပေမဲ့ဗေဗာကအရန်ကိုတန်မာလွန်းနေတာကြောင့်ထိခိုက်အောင်မလုပ်နိုင်ပဲဖြစ်နေခဲ့ပါတယ်အဲ့လိုနဲ့ဘာသာတို့၃ယောက်လည်းဗေဗာတိုက်ခိုက်တာကိုရှောင်နေရပြီးဗေဗာကလည်းသူတိုက်ခိုက်ချက်တွေကိုကာကွယ်နိုင်နေတဲ့ဘာသာကိုစိတ်တူသွားခဲ့ပါတယ်အားကြောင့်ပဲဗေဗာကသူ့ရဲ့အစွမ်းအရန်ကိုပြင်းတဲ့တိုက်ပွဲတစ်ခုကိုတုံးတော့မဲ့အချိန်မှာတော့သူရဲ့ကောင်တယောက်ဖြစ်တဲ့တာကာရှီကနောက်ကနေရောက်လာခဲ့ပြီးဗေဗာကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့လိုနဲ့သူရဲ့ကောင်တာကာရှီရဲ့ပြင်ရှီဘာနဲ့ယူဂီရဲ့အမေကူရိုမီတို့ကလည်းရောက်လာခဲ့ပြီးကူရိုမီကတော့ဘာသာကိုတစ္ဆာဖောက်ကောင်လို့ပြောလိုက်ပါတယ်ရှီဘာကတော့မေယိုကိုစောင်းကြီးစင်းကနေရှင်းပြရမယ့်အဆင့်ပြောင်းလိုက်ပြီလို့ပြောလိုက်ပါတယ်ဘာသာကသူရဲ့ကောင်အဖြစ်ကနေထုတ်ပယ်ခံလိုက်ရပြီဖြစ်တာကြောင့်သူတို့တာဝန်ကိုနောက်ဆက်နေမယ်ဆိုရင်ရသူအဖြစ်တတ်မှတ်လိုက်မယ်လို့ပြောလိုက်ပြီးဘာသာကလည်းအဲ့ဒီအတွက်အသင်းဖြစ်ပြီလို့ပြောလိုက်ပါတယ်ရှီဘာကတော့ဘာသာကဂျင်တိုချင်းရဲ့သားလည်းဖြစ်ပြီးစွမ်းအားကလည်းအရန်ကိုကြီးမားတာကြောင့်တိုက်ပွဲကိုခံနိုင်ရှိတဲ့အကာအကွယ်တစ်ခုပြုလုပ်ရမယ်လို့ပြောလိုက်ပါတယ်အားကြောင့်သူ့ရဲ့တိုက်ပွဲကနောက်တစ်ပတ်နေရင်တခြားနေရာမှာပြန်ဆမယ်လို့ပြောကထွက်သွားခဲ့ပါတယ်ဘာသာလည်းအိမ်မြေရောက်တဲ့ချိန်မှာတော့သူ့အဖေဂျင်တိုချင်းကိုဖြစ်ချောင်းကိုစီပြောလိုက်ပြီးဂျင်ကတော့တိုက်ပွဲကိုနိုင်အောင်တိုက်ဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဘာသာလည်းမီယိုနဲ့မာရီယာတို့ကိုတိုက်ပွဲအတွက်လေ့ကျင့်ပေးနေခဲ့ပြီးနားတဲ့အချိန်မှာတော့သူတို့တိုက်ခိုက်မဲ့သူတွေကအရန်ကိုတော်တဲ့သူတွေဖြစ်တဲ့အကြောင်းပြောနေခဲ့ပါတယ်မာရီယာကတော့သူတို့လုံနိုင်ပါမလားလို့မေးလိုက်တာကြောင့်ဘာသာကလုံနိုင်ပါမလားမေးရမှာမဟုတ်ကြောင်းနဲ့လုံကိုလုံရမှာလို့ပြန်ပြောလိုက်ပါတယ်အဲ့လိုနဲ့ဘာသာကသူရဲ့ကောင်းတဲ့အားနဲ့ချက်နဲ့အားသာချက်တွေကိုရှင်းပြနေခဲ့ပြီးမာရီယာကတော့တိုက်ခိုက်ရမှာကိုကြောက်နေခဲ့ပါတယ်ဒါပေမဲ့လည်းဘာသာရဲ့စကားကြောင့်မီယိုနဲ့မာရီယာတို့နှစ်ယောက်လုံးတိုက်ပွဲအတွက်ကြောက်စိတ်လျှော့သွားခဲ့ကြပါတယ်တစ်ဖက်မှာတော့ခူရိုမီကယူကေကိုတိုက်ပွဲနေရာကိုတတ်မှတ်ပြီးတဲ့အကြောင်းပြောလိုက်ပြီးဘာသာကိုကြိုက်နေတဲ့ယူကေကိုအပြစ်တင်စကားပြောနေခဲ့ပါတယ်တာကာရှီကလည်းသူ့ရဲ့ငယ်ဘဝတုန်းကဘာသာကြောင့်တည်သွားရတဲ့သူတွေအကြောင်းတွေးကစိတ်တုန်နေခဲ့ပါတယ်ဘာသာကတော့လေ့ကျင့်ရေးတွေပဲဆင်းနေရကြောင်းပြေးနေခဲ့ပြီးအဲ့ချိန်မှာပဲမာရီယာကနွားနိုးလာပေါ်ရင်မီယိုကိုပေါက်စီကိုင်းတဲ့အဆင့်ကနေတက်မှဆွမ်းအားပို့တိုးလာမဲ့အကြောင်းပြောနေခဲ့ပါတယ်ဘာသာကတော့မီယိုကသူညီမလို့သတ်မှတ်ထားကြောင်းနဲ့အဲ့ပုံစံနဲ့ယုံကြည်မှုကိုမတိဆောက်ချင်ဘူးလို့ပြောလိုက်ပြီးမာရီယာကတော့မီယိုကိုဆွမ်းအားတိုးအောင်မလုပ်ပေးချင်ရင်သူ့ကိုလုပ်ပေးလို့ပြောကအဝိတ်တွေချွတ်လိုက်ပြီးဘာသာကိုလည်းဟိုကိုင်းတီကိုင်းလုပ်နေခဲ့ပါတယ်အဲ့ဒါကိုမြင်သွားတဲ့မီယိုကတော့သူ့ကိုဆွမ်းအားတိုးလာအောင်လုပ်ပေးဖို့အတွက်ဘာသာကိုပြောတာကြောင့်ဘာသာလည်းပေါက်စီကိုင်းတဲ့အဆင့်ကိုပြောင်းလဲလိုက်ပါတယ်အဲ့လိုနဲ့မာရီယာကပြားရည်ကိုမီယိုရဲ့ပေါက်စီပေါ်ကိုလမ်းချလိုက်ပြီးဘာသာကလည်းပြားရည်တွေကိုရက်နေရကြောင်းသူတို့နှစ်ယောက်ရဲ့အစွမ်းတွေကအရင်ကတည်းကပိုတိုးလာခဲ့ပါတယ်နောက်တစ်ရက်ကျောင်းကိုရောက်တဲ့အချိန်မှာတော့ဘာသာကိုတာကေကခေါင်မိုးပေါ်ကိုခေါ်သွားခဲ့ပြီးဘဲဘာကိုတက်သွားတဲ့သူတွေကမီယိုနောက်လိုက်နေတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒီသူရဲ့ကောင်းတွေကမီယိုကိုတတ်ဖို့အတွက်ကြိုးစားလာမယ်ဆိုရင်ယူကီဆိုရင်တော့သူ့ဘက်ကအင်အားသုံးပြီးဖြည့်ရှင်းလိုက်ရမယ်လို့ပြောလိုက်ပါတယ်အဲ့လိုရင်မဖြစ်စေချင်ဘူးဆိုရင်တော့ဘာသာချိန်ထားတဲ့တိုက်ပွဲကိုအနိုင်ရအောင်တိုက်ဖို့ပြောလိုက်ပြီးဘာသာကတော့ယူကီနဲ့ချားသူရဲ့ကောင်းတွေကိုပါထိမှန်ဆိုရင်တာကေဖြစ်နေရင်တော့သူ့ဘက်ကတားလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဘာသာစီကိုယူကီကရောက်လာခဲ့ပြီးဒီညတိုက်ပွဲကိုမတိုက်ဖို့အတွက်ပြောလိုက်တာကြောင့်ဘာသာကညင်းလိုက်ပါတယ်အဲ့လိုနဲ့ယူကီကရှင်းပြမဲ့ပြစ်မှတ်တွေကကောက်ကွယ်ပေးနေမယ်ဆိုရင်သူရဲ့ကောင်းဖွဲကနေနင်ထုတ်တာတဲ့ပို့ဆိုးတဲ့ပြစ်ဒဏ်ခံရလိမ့်မယ်လို့ပြောလိုက်ပြီးဘာသာကတော့သူကမီယိုရဲ့အကိုဖြစ်တာကြောင့်အဆုံးထိကောက်ကွယ်ပေးမယ်အကြောင်းပြောလိုက်ပါတယ်ယူကီကသူနဲ့တက်ခိုက်ရရင်တော့ကောက်ကွယ်ပေးမှလားလို့မေးလိုက်ပြီးဘာသာကလည်းဟုတ်တယ်လို့ပြောလိုက်တာကြောင့်ယူကီကတိုက်ခိုက်ရမယ့်နေရာကိုပြောပြလိုက်ပါတယ်မီယိုကတော့တိုက်ခိုက်ကြရမယ်ဆိုရင်သူမကဆွမ်းအားကြီးတာကြောင့်အကြီးမားဆုံးအနေရှိတဲ့သူဖြစ်ပြီးတိုက်ပွဲကိုနိုင်လိမ့်မယ်လို့တွေးနေခဲ့ပါတယ်ဒီလိုနဲ့တိုက်ပွဲအတွက်ချိန်ထားတဲ့နေရာကိုနှစ်ဖက်စလုံးကရောက်လာခဲ့ကြရင် episode 4လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ